break ပေါ့နော်ဒီ break ဒီ selection တွေခွဲတဲ့အကြောင်းကိုထပ်ပြီးပြောရမယ်ဆိုရင်တော့ပုံမှန်အဖြစ်ကျွန်တော်တို့ကအစာဟာဒီလိုတစ်လျှောက်လုံးပေါ့နော်ဘယ်လိုပြောမလဲဒီစာရိုက်နေတဲ့အစာအနေအဆုံးဒီလိုတစ်လျှောက်လုံးရိုက်သွားပါတယ်ရိုက်သွားတဲ့အချိန်မှာတစ်ဆက်တည်းကအုပ်စုကလည်းတအုပ်စုတည်းသွားပါတယ်အဲ့တော့စာမျက်နှာနံပါတ်တက်ပါတယ်ဒီနေရာလေးမှာပဲ double click ပေးလိုက်မယ် page number ကိုကျွန်တော်တို့1ထားလိုက်ပါအဲ့တော့ပုံမှန်အဖြစ်ဒီမှာ1ပါ2ပါ3ပါတော့ဒီ first page different first page မှာကျွန်တော်ကရခိုင်သင်ခန်းစာရဲ့အတိုင်းအမှန်ချစ်ပေးမယ်ဆိုရင်ဒီစာမျက်နှာ1ဟာခြားနာသွားမယ်စုံထဲမှာနဲ့ပေးမယ်ဆိုလည်းစုံထဲမှာနဲ့ခြားနာသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လူလားချက်ကဒီစာမျက်နှာနံပါတ်1ကိုဒီနေရာမှာမတက်ချင်ပါဘူးကျွန်တော်က4ရွက်မြောက်မှာပေါ့နော်1 2 3 4ရွက်မြောက်မှာတက်မယ်ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်ကအမှားစာတွေရေးမယ်တော့မဟုတ်တက်ပုံတွေထည့်မယ်ပေါ့နော်အဲဆိုစာမျက်နှာနံပါတ်1ကဒီဟာပဲစချင်ပါတယ်ဝတ္ထုစောက်တွေထဲမှာတော်များတွေ့ပါတယ်ရှေ့ကအမှားစာတွေရေးကြတာပေါ့နော်တခြားစာရေးဆရာတွေကဒီစာအုပ်နဲ့ပတ်သက်ပြီးအညွှန်းအမှားစာရေးတဲ့အချိန်မှာဒီပင်မဝတ္ထုကြီးရဲ့စာမျက်နှာနံပါတ်ကိုနောက်ကိုရှော့ချလိုက်တယ်ပေါ့အဲ့လိုသဘောတရားပါအဲ့တော့ဒီလိုမျိုးကြုံလာဆိုရင်စာမျက်နှာနံပါတ်4ကနေ page number 4ကိုတစ်လို့တက်ချင်ပါတယ်အဲ့ဆိုဘာလုပ်ရမလဲဆိုကျွန်တော်တို့ကဒီနှစ်ခုကို selection ခွဲရမှာပါ selection ခွဲလိုက်မှာအုပ်စုကခွဲတော့မှာပါဒါလက်ရှိကတော့ selection တစ်ခုပဲပေါ့နော်အဲ့တော့ဘာလုပ်မလဲဒီထဲကိုပြန်ဝင်မှပါမယ်စာမျက်နှာနံပါတ်3လက်ရှိ3နဲ့4နဲ့ဆိုတော့3ရဲ့အဆုံးမှာကာဆာရှာရပါမယ်ကာဆာရှာထားပြီးတော့ကျွန်တော်ကဒီ3ခုမြောက်စာမျက်နှာကနေ4ခုမြောက်စာမျက်နှာကိုအုပ်စုခွဲသွားချင်တာပါဒီရက်ကိုသွားတယ် break ကိုသွားရင်ဒီနေရာမှာတော့ next page ပါ selection break က next page ဆိုရင်ကာဆာလေးဟာအန္တမချပါပဲဒီကိုရောက်ရှိသွားပါတယ်အဲ့တော့ဒီနေရာလေးကိုကျွန်တော်ဝင်ကြည့်လိုက်ပါမယ် selection 1ရဲ့အုပ်စုပါ selection 2ရဲ့အုပ်စုပါဒါပေမဲ့စာမျက်နှာက4ပါပဲရှင်းနေသိပါတယ်ဒီမှာ1 2 3 4ပါပဲအဲ့တော့အဲ့ဒါလေးကိုဘယ်လိုပြောင်းလဲရမလဲဆိုတော့ဒီ page ဒီ header footer ရဲ့ပေါ့နော် page number ကိုတောင်းမယ်ဒီနေရာမှာ format page number လေးကိုတောင်းလိုက်ပါလက်ရှိဒီနေရာမှာရွေးချယ်ထားတာ continuous from previous selection ဆိုတော့ပြီးခဲ့တဲ့ selection ပေါ့နော်ဒီကြံခဲ့တဲ့ပြီးခဲ့တဲ့ selection နဲ့ continuous ပေါင်းစပ်ထားတာပါတစ်ဆက်တည်းကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက်သူကသုံးပြီးတော့ဒီရောက်နေတာပါအဲ့တော့ကျွန်တော်တို့က selection 1ကပြန်စရှင်းပါလဲဆို okay ပေးလိုက်ပါအဲ့တော့ selection 2ဟာ1 2တက်တက်ဖြစ်သွားပါတယ်အပေါ်မှာကြံခဲ့တဲ့စာမျက်နှာနံပါတ်ဒီမှာ1 2 3ကအုပ်စုတစ်ခုကြံခဲ့ပါတယ်ဒီကတစ်ကစပါတယ်အဲ့တော့ဒီအုပ်စု3ခုကိုကျွန်တော်တို့ကဖြတ်လိုက်တော့တော့ကောင်းပေါ့နော်စာမျက်နှာနံပါတ်မတက်တော့ဘူးလို့ဖြတ်လိုက်ရင်လည်းရပါတယ်သို့မဟုတ်ဒီဟာကိုဘာလုပ်လို့ရသေးလဲဆိုတော့ဒီနေ့ကဆက်ချပြီးတော့ page number သွားမယ် from page number သွားပြီးတော့ဒီမှာ page number ကို1 2 3ဆိုမတက်ပဲနဲ့ကျွန်တော်တို့ကdash 1 2 3 dash 1 dash ပေါ့နော်ဒီလိုမျိုးအုပ်စုလေးတွေရောမကဏ္ဍလေးတွေတက်လို့ရပါတယ်မြန်မာလို့ဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောကိုက်ခါဝေးသဘောမျိုးပေါ့နော်မတူညီတဲ့ ABC တက်လိုက်ပါမယ်အဲ့တော့ရှေ့ရ selection က ABC နောက်က selection က1 2 3ပေါ့ okay ပေးလိုက်မယ်ဆိုရင် A B C ပါပြီးရင်နောက်က1 2 3ပါတက်သွားပါတယ်ဒါ selection တွေခွဲတဲ့အုပ်စုပေါ့နော်